ပြည်သူများလုံးမင်္ဂလာပါဒီတစ်ခါတော့ညိုကီတို့ကြိုက်မယ်ထင်တဲ့ကားလေးတစ်ခါ recap လုပ်ပေးထားပါတယ်စကားလေးနာမည်က Love Month လို့ခေါ်ပြီးတော့2014ခုနှစ်ကထွက်ရှိထားခဲ့တာဖြစ်ပါတယ်ကျောင်းဆရာလည်းဖြစ်တပ်ပုံဆရာလည်းဖြစ်တဲ့ဂျော်ကြီးဟာသူ့ရဲ့ကျောင်းသူများများနဲ့တအိမ်နဲ့အတူငားနေကြတာပါဒီလိုနဲ့ရုပ်ရှင်အစမှာတော့များများတယောက်ပေါင်းမီတိုလေးနဲ့ဝမ်းရမှောက်ပြီးတော့စာဖတ်နေတဲ့ချိန်ဂျော်ကြီးကများများရဲ့ပတ်သီးကိုလက်ရုပ်ကြီးနဲ့သွားထိုးဖို့လုပ်ခဲ့ပါတယ်များများကတည်သွားတော့ဒေါသထွက်သွားပြီးတော့ခဏနေတော့ tennis ခုံမှာခါကုန်းပြီးမုတ်စားနေကြတယ် view ကောင်းနေတဲ့ဂျော်ကြီးလည်းမနေနိုင်တဲ့အဆုံးသူမစီသွားပြီးတော့နင့်ကိုငါချစ်တယ်ငါကိုပြန်ချင်မလားတွေသွားလုပ်ပါတယ်ဒါပေမဲ့များများကတော့ကျောင်းသားတွေအထင်လွဲမဲ့ကိစ္စမလုပ်ဘူးဆိုတာနဲ့ဆရာနဲ့ကျောင်းသူဆက်ဆံရေးကိုမဖြတ်ဘူးလို့ပြောလာတဲ့အတွက်ကျောင်းဆရာဂျော်ကြီးအငင်းခံလိုက်ရတော့တယ်ဒီနောက်များများကအဝတ်စားလဲပြီးကျောင်းသွားတော့ဂျော်ကြီးလည်းမစားရတဲ့အညော်ကန်နောက်ကလိုက်ခဲ့ပါတယ်လက်မှာများများကိုမျက်စိအစာကျွေးတဲ့ကျောင်းသားတွေကိုလည်းမင်းတို့မကြည့်နဲ့ငါပဲကြည့်မယ်ဆိုတဲ့အချိုးနဲ့လိုက်တားနေကြတယ်အတန်းထဲကိုရောက်တော့လဲစွန်လေးကသူ့ဘာသာသူကြိုက်နေတဲ့ဆက်ဖြည်းဖြည်းမျက်ကွက်နဲ့ crash လေးနဲ့ကြည်နူးနေတော့လဲမနာလိုတွေဖြစ်နေခဲ့ပါတယ်အဲဒီနောက် roll call ခေါ်တဲ့အချိန်မှာများများကိုပြက်ကွက်လို့မှတ်လိုက်ပြီးတော့များများကဘာလို့လဲလို့မေးတဲ့အချိန်မှာတော့နင်ကဟိုကောင်နဲ့အာယုံများနေတာကိုလို့ငိုတန်ကြီးနဲ့ပြောလိုက်ပါတယ်အဲ့တော့မြမကဆရာဘောင်းမီစိတ်ကြီးပွင့်နေတယ်လို့ပြောလိုက်တဲ့အတွက်ကြော်ကြီးတယောက်ငါရဲ့ကန်တော်ဝင်ခေါင်းလောင်းများမြင်သွားပြီလားမသိဘူးဆိုပြီးတော့ရှက်ကုန်มาတော့တယ်နောက်တဲ့ဇဝင်ကမှာတော့ဘိုင်းကောင်းကြောက်ဖီလေးမြမဟာ crash လေးရဲ့အိမ်ကိုလိုက်သွားခဲ့ပြီးတော့ကြော်ကြီးကလည်းမနေနိုင်မထိုင်နိုင်နောက်ကနေလိုက်ချောင်းနေကြတယ်မြမအိမ်နဲ့ဝင်သွားတာတွေ့တော့ကြော်ကြီးတယောက်သူ့ရဲ့မျက်နှာတွေ့လာရပါတော့လဲကွက်ကိုဟိုကောင်ထွန်းနေမှာစိုးလို့ဆိုပြီးတော့မြမကိုဖုန်းနေဆက်တိုက်ခေါ်နေခဲ့ပါတယ်တစ်ဖက်မှာတော့ဟိုကောင်နဲ့မြမကအိမ်ထဲကိုရောက်နေပြီဖြစ်ပြီးတော့မြမကပေါ်တာတော့ကြည့်နေကြဘဟုတုတကာရီတဲ့ကတိုင်ယာလောက်ဖြစ်တဲ့ပူလိုက်တာဆိုတဲ့စကားကိုအကျဉ်းသားမျက်လုံးလေးနဲ့ထုတ်ပြောလာခဲ့တယ်။ချက်ဆိုရင်နှကွက်ကမီးတောက်တဲ့ဟိုကောင်ကလည်းပူရင်အသက်ရှူချောင်းသွားအောင်အင်ကြီးဝက်စားလေးတွေဖယ်လိုက်ပါလားလို့သွားကြည့်ဖြည်းဖြည်းပြန်ပြောလာခဲ့တယ်။အဲ့ဒီအချိန်မှာကြော်ကြီးကတော့တစ်ဖက်မှာဖုန်းခေါ်တာမကင်လို့လောင်မြိုက်နေပါပြီ။အဲ့ဒါကြောင့်ဒေါသထွက်သွားပြီးတော့အဆောက်အုံရဲ့အမှားစာရေးတဲ့နေရာမှာဟိုကောင်ကို Son of the Bitch လို့ရေးခဲ့လိုက်ပါတယ်။ပြီးတော့အိမ်ကိုပြန်များရဲ့အတွင်းပစ္စည်းတွေအပါအဝင်သူမရဲ့ပစ္စည်းတွေအားလုံးအခန်းပြန်ထုတ်ထားလိုက်ပြီးတော့နင်းပစ္စည်းတွေငါအပြင်ထုတ်ထားလိုက်ပြီလို့မြမစီစာပို့လိုက်ပါတယ်။မြမကတော့ဟိုကောင်နဲ့မျက်စိတိုင်းတွေချတော့မဲ့အချိန်ဆဲဆဲမှာဒီစာကိုဖတ်လိုက်ရတဲ့အတွက်ဟိုကောင်ကိုတန်းလန်းကြီးထားပြီးတော့အင်ကိုပြန်ချလာခဲ့ရတယ်။အိမ်ရောက်တော့မြမကကြော်ကြီးကိုရန်နေပါတယ်တွေ့ပြီးတော့သူ့ပစ္စည်းတွေကိုနေရာပြန်ချနေတဲ့အချိန်ကြော်ကြီးကတော့မြမကိုကြည့်ပြီးတော့ကလိကလိတွေဖြစ်လာလို့သူ့အနေနဲ့ဆရာတပည့်ဆက်ဆံရေးမိတ်ဆွေဆက်ဆံရေးထက်ပိုခြင်းတဲ့အကြောင်းဇီးရွက်လောက်ရှိတဲ့မျက်နှာလေးနဲ့သွားပြောခဲ့ပါတယ်။မြမကဒါဆိုရင်မောင်နှမတွေလောက်ကြမယ်လေဆိုပြီးတော့တကွပြန်ပြလိုက်တော့ကြော်ကြီးကမောင်နှမဆိုရင်တယောက်ထိလဲစိတ်မဆိုးရဘူးဆိုပြီးတော့အကြံစိုးကြီးနဲ့လက်ကြီးလှမ်းလာခဲ့တယ်။ဒါပေမဲ့မြမကတွန်းထုတ်လိုက်တဲ့အတွက်ကြော်ကြီးရဲ့အဖြစ်ဟာပင်လယ်ပြင်မှာရေငတ်နေရသလိုဖြစ်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကျောင်းမှာလိုအပ်နေတဲ့ဆရာနေရအတွက်လာလျှောက်တဲ့ဆရာမတုံတုံကိုကြော်ကြီးတယောက်တွေ့ချင်းမှာပဲတရေတများများနဲ့ဆွတ်ဆက်တွေငန်းနေပြီးတော့ချက်ချင်းပဲအလုတ်ခန့်လိုက်ပြန်ပါတယ်။လက်တွေ့ပို့ချမှုအတန်းချိန်တစ်ခုမှလည်းတုံတုံကရှေ့ဆုံးတန်းမှာထိုင်နေတော့ကြော်ကြီးတယောက်လူကသာလက်ချပေးနေတာစိတ်ကတုံတုံရဲ့တုံတုံတွေစီကိုရောက်နေခဲ့တယ်။ဒီလိုနဲ့အတန်းချိန်ပြီးတော့ကြော်ကြီးတယောက်တုံတုံနဲ့လမ်းအတူရှာရင်းနဲ့တုံတုံကိုကာတွန်းစာအုပ်ထဲကတော်ကီတွေပြစ်ကျွေးလိုက်နိုင်တဲ့အတွက်လက်သီးလက်မောင်းတန်းပြီးတော့ဂုံယူလုံးမဆုံးနေဖြစ်နေခဲ့တယ်။အိမ်ပြောင်းတဲ့အခါမှာလည်းမဲမင်းကြီးမှမြတ်ကအန်နီယကိုဖိတ်ခေါ်တဲ့ style နဲ့အိတ်နေတော့ကြော်ကြီးလည်းကိုယ်သိက္ခာနဲ့ကိုမနေနိုင်တော့ပဲကိုသွင်းကောင်းတဲ့ဒုကိုလှုပ်ဖို့ကရင်ပေါ်တက်လာတော့တယ်။ဒါပေမဲ့မြတ်ကထပ်ပြီးတော့မီးလက်ဝါးနဲ့တွန်းထုတ်လိုက်ပြန်ပါတယ်။ခဆိုးဆိုးကြော်ကြီးကလည်းမရဘူးကိုကြီးပဲသွင်းမဲ့ကြီးလှုပ်ပြန်တယ်။မြတ်ကထက်ချင်းပြန်တော့ထက်အဆက်ကွဲပါတယ်။နောက်ထပ်ဆုံးကမှာတော့ကြော်ကြီးတယောက်တုံတုံကိုစာကြည့်တိုင်းမှာလိုက်ချောင်းရင်းနဲ့စာအုပ်ကောင်းပေါ်ပြုတ်ကျလာလို့အနှဲငယ်အိစိမ့်သွားခဲ့တယ်။ကျော်ကြီးတို့ဘလောက်တောင်စိုးနေပြီလဲဆိုရင်အမှုပညာအတန်းတင်တဲ့ချိန်မှာအမှုပညာရှင်တယောက်ရဲ့ဗီဒီယိုတစ်ပုဒ်ကိုဖွင့်ပြနေရင်ကနေစိတ်ကူးကတုံတုံရဲ့တုံတုံတွေစီရောက်သွားတဲ့အထိပါပဲနောက်ပြီးတော့တုံတုံချင်းစော့နေတဲ့အချိန်နောက်ကနေတုံတုံရဲ့တုံတုံတွေကိုမနေနိုင်မထိုင်နိုင်သွားကင်တော့တုံတုံလည်းဘယ်သူမှမကြည့်တော့ပဲပါပိတ်ရက်လိုက်တဲ့အတွက်ကျမ်းပြမှာပုံလျက်လေးလဲကျသွားခဲ့ရပါတယ်ဒါပေမဲ့ကျော်ကြီးကညံကောင်းပါတယ်သတိမေးကြအောင်ဆောင်းလိုက်တော့တုံတုံကချက်ချင်းနဲ့တက်ခွာပြီးတော့နှလုံးခုန်လာအောင်အားနဲ့မှန်နဲ့သူနာပြုတ်နေခဲ့ပါတယ်ကျော်ကြီးလည်းရှိသမျှနှလုံးတွေခုန်လာတဲ့အတွက်ပါရိုက်ခံရတာတန်လွန်းသွားခဲ့ပါတယ်ညရောက်တော့လေအိမ်မက်ဒက်ဒီစော်လေးတွေကသူ့ကိုမြင်းတိုင်းတွေလာချနေတော့ကျော်ကြီးအိတ်နေရင်နဲ့တက်လိုက်နေခဲ့ရတယ်။နိုးလာတော့မှအိမ်မက်ဖြစ်နေမှသိလိုက်ရပြီးတော့စိတ်ညစ်သွားခဲ့ပါတယ်။ကျော်ကြီးဟာတုံတုံယောဂကစားနေတော့တုံတုံစမ်းဖို့လုပ်နေတဲ့အချိန်မှာတုံတုံကတွေ့သွားတဲ့မစွမ်းပြစ်တော့ပဲနဲ့နှစ်ယောက်သားလမ်းလျှောက်ပြန်ခဲ့ကြတယ်။တုံတုံကသူမဝိတ်ချခြင်းတဲ့အကြောင်းပြောတယ်။ကျော်ကြီးကဘာလို့လဲလို့မေးတော့ခြေထောက်တွေ့တွေ့ပင်ပင်လေးနဲ့မော်ဒယ်လုပ်ချင်လို့ရှင်းပြခဲ့ပါတယ်။ကျော်ကြီးကလည်းဒါဆိုရင်နောက်တစ်ခါတုံတုံကိုသူဓာတ်ပုံရိုက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ဒီနောက်မှာတော့ကျော်ကြီးသူရုံခန်းနဲ့သူရှိနေတဲ့အချိန်မှာစွန်လေးပုံဆွဲတာနဲ့ပတ်သက်ပြီးတော့လာမေးတယ်။ကျော်ကြီးကရုံခန်းကြီးထဲမှာဆိုတော့တမျိုးတွေထင်ကုန်ကြလိမ့်မယ်လို့ပြောတော့စွန်လေးမြတ်ကသူ့နားတောင်ပို့ကက်လာပြီးတော့စပွဲပေါ်မှာယောက်ျားတို့ကြီးကိုစိန်ခေါ်တဲ့ position နဲ့ထိုင်နေခဲ့ကျော်ကြီးကလည်းဒါမျိုးဆိုမငင်းကောင်းဘူးဆိုပြီးတော့ပေါင်ပေါ်ဆွဲတင်လိုက်တဲ့အချိန်မှာပဲအပြင်ကတကားခောက်လာလို့မြတ်ခေါင်းအောင်ထဲဝင်ပုံလိုက်ရတော့တယ်တခြားဆရာတယောက်ဝင်လာတာဖြစ်ပြီးတော့ကျော်ကြီးကချက်ချင်းပြန်ပေါင်းထုတ်လိုက်ပါတယ်အဲ့ဒီနောက်ပြန်ထွက်တော့မဲ့အချိန်မှာအဲ့ဒီဆရာကစပွဲအောက်မှာထွက်နေတဲ့ဖနက်တစ်ဖက်ကိုတွေးသွားပြီးတော့ခက်တီတီနဲ့ဖနက်ကိုယူပြီးပြန်ထွက်သွားခဲ့တော့တယ်အဲ့ဒီနောက်ကျော်ကြီးကလည်း customer တယောက်ဖုန်းခေါ်လို့ထွက်သွားခဲ့ပြီးတော့မြတ်ကလည်းဖနက်မပါပဲရုံခန်းထဲမှာစောင့်နေခဲ့ရပါတယ်ခုနကဆရာဟာမြများရဲ့ဖက်နက်နဲ့တပုံစံနဲ့စီးထားတဲ့သူ့ကောင်မလေးစီကိုဖက်နက်ကိုယူသွားပြီးစီးခိုင်းကြည့်တဲ့အခါမှာတော့ချက်တောက်နဲ့မတော်တဲ့အတွက်ခုနကခေါင်းအောက်ကကောင်မလေးကသူ့ကောင်မလေးမဟုတ်တဲ့အကြောင်းသိကြသွားပြီးတော့ကြော်ကြီးရန်ကစိတ်အေးသွားကဖက်နက်ကိုပြန်သွားထားပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ကြော်ကြီးရဲ့ customer ကသူ့ကိုဓာတ်ပုံကောင်းကောင်းလေးရိုက်ပေးဖို့အလုပ်အပ်နေပြီးတော့ကြော်ကြီးကလည်းသူ့တော်ချောင်းကြွားလုံးတွေထုတ်နေခဲ့ပါတယ်။ညနေရောက်လို့တုံတုံကိုအိမ်ပြန်ပို့ပြီးတဲ့အခါမှာတော့တုံတုံကသူ့ကိုကောင်းလေးတစ်ယောက်ဖုန်းနဲ့လိုင်းနှောက်ရှက်နေတယ်ဆိုတဲ့အကြောင်းပြောလာခဲ့ပြီးတော့ချက်ချင်းပဲကြော်ကြီးကလည်းငါကောင်မလေးနဲ့ဝေးဝေးနေဆိုပြီးတော့တစ်ဖက်ကိုလှမ်းဟောက်ပေးလိုက်ပါတယ်။
အဲ့ဒီနောက်တုံတုံကိုအိမ်ခေါ်သွားခဲ့ပါတယ်ပြီးတော့များများလာကတ်ထားတဲ့စာတွေမမြင်အောင်အမြန်ခွာလိုက်ပြီးတော့ခဏနေတော့တုံတုံကိုယောဂကျင့်နေတဲ့ပုံစံဓာတ်ပုံရိုက်ပေးခဲ့တယ်အဲ့ဒီနောက်ရှက်ခီသွားထုခဲ့ကြပြီးပြန်ရောက်တော့ကြော်ကြီးတိုင်းခွက်တွေစနေခဲ့ပါတယ်ဒါပေမဲ့တုံတုံကညင်းတဲ့အတွက်ဂရင်မော်တီအတင်းဆွဲခေါ်သွားလိုက်ရပြီးတော့အခုထိသူကလူပြိုလေးဖြစ်နေသေးတဲ့အတွက်ကူညီပါလို့ပြောနေကြတယ်ဒါပေမဲ့တုံတုံကထက်ညင်းပြန်ပါတယ်အဲ့ဒီနောက်ကြော်ကြီးတယောက်ဘာဖြစ်တဲ့ညာဖြစ်တဲ့နဲ့ငိုတန်ကြီးနဲ့ပြောနေတဲ့အချိန်မှာပဲတုံတုံကနှက်ခမ်းကိုလက်နဲ့ပိတ်လိုက်ပြီးတော့ကြော်ကြီးကိုအနံပေးခဲ့တယ်နောက်ထပ်စဝင်ကမှာတော့တုံတုံတယောက်ရေချိုးနေတော့မှကြော်ကြီးမျက်စိအစာကျွဲခဲ့ပြီးတော့ရေချိုးကန်းထဲကထွက်လာတဲ့တိုင်းပညာချင်းဖလှယ်ကြဖို့လုပ်ပါတယ်တုံတုံကအစကတော့အင်တင်လုံးနေပေမဲ့နောက်ဆုံးလက်ခံပေးလိုက်ပြီးတော့နှစ်ယောက်သားနှစ်တရာတိုင်းတွေကျင့်နေကြတဲ့အချိန်မှာမြမြကြီးတကားလာခောက်ပါတယ်ကြော်ကြီးကဘေးခန့်ခတကားခောက်တာပါလို့တုံတုံကိုလိန်လန်ပြီးတော့တကားလာမပွင့်ပြီးတော့မြမြလည်းအိမ်ကိုမီးဖြတ်လိုက်ပါတယ်ကြော်ကြီးလည်းမတက်တာတဲ့အဆုံးတိုင်းချတာခဏရက်ပြီးတော့မီးလာပြင်ရပါတယ်အဲ့ဒီချိန်မှာပဲမြမြကအထဲဝင်လာတဲ့အတွက်တုံတုံနဲ့မြမြတိုးပါတော့တယ်အဲ့ဒီနောက်မြမြကအာနာပါနာနဲ့မိုးချုံနေပြီမို့လို့ဒီညဒီမှာပဲအိတ်သွားတော့လို့တုံတုံကိုပြောလိုက်ပြီးတော့အဲ့ဒီညမှာတော့တုံတုံကကရင်ပေါ်မြမြကကျန်းပေါ်ကြော်ကြီးကဆိုဖာပေါ်မှာအိတ်ကြတယ်ဒီလိုနဲ့ညတကောင်ရောက်တော့ကြော်ကြီးတယောက်ညနေကတိုင်းပွဲကိုဆက်ချင်တော့အိပ်ပျော်နေတဲ့တုံတုံရဲ့ကရင်ပေါ်ခိုးချောင်ခိုးဝက်တက်လာခဲ့တယ်ဒါပေမဲ့ဘာမှတော့မပါရသေးခင်မှာပဲမြမြနိုးလာလို့ရေတောက်ပြီးပြန်အိတ်လိုက်ရတယ်ကျော်ကြီးရဲ့ကာစတမာဟာကျော်ကြီးကို message တွေဇက်တိုက်ပို့နေတဲ့အတွက်ကျော်ကြီးလည်းသူ့စီသွားတွေ့ခဲ့တယ်။ဟိုရောက်တော့ကာစတမာဘဲကြီးကသူ့နောက်ကို2ယောက်နောက်ရောက်ခံလိုက်နေတယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်။အဲ့ဒါနဲ့လိုက်လာတဲ့သူတွေမျက်စိလဲသွားလုပ်တဲ့အနေနဲ့ကျော်ကြီးလည်းကာစတမာဘဲကြီးကားနောက်ကနေလိုက်သွားပေးခဲ့ပါတယ်။ဟိုကောင်တွေဘဲကြီးကိုမျက်ခြေပြတ်သွားတော့ကျော်ကြီးလည်းတုံတုံနဲ့အတူကျင်သွားကစားပြီးတော့ကျင်ုံထဲမှာတုံတုံနဲ့ကျင်ကစားတာနည်းနည်းတိုင်းကစားတာများများတွေလုပ်ခဲ့တယ်။တစ်ဖက်မှာလည်းများများနဲ့တုံတုံကဘော်ဒါတွေဖြစ်ကုန်ပြီးတော့အပြင်းလေးဘာတွေတောင်ရှောက်လည်နေပါပြီ။တုံတုံဟာကျော်ကြီးရဲ့ကာစတမာဘဲကြီးနဲ့အရင်တည်းကတိတဲ့သူတွေဖြစ်နေမှဘဲကြီးကိုနောက်ရောက်ခံလိုက်နေတဲ့နှစ်ကောင်ကတီးသွားခဲ့တယ်။ဒါပြင်အဲ့ဒီနှစ်ကောင်စီမှာခိုးရိုက်ထားတဲ့ကြော်ကြီးနဲ့တုံတုံတိုင်းတွေချထားတဲ့ပုံတွေရှိနေခဲ့ပါတယ်။ဒီနောက်ဘဲကြီးကသူ့ကိုနောက်ရောက်ခံလိုက်နေတဲ့ကောင်တစ်ကောင်ကိုသူတက်ဖြစ်ကျင်တယ်လို့ကြော်ကြီးကိုပြောနေခဲ့တယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့တုံတုံကဘဲကြီးကိုနောက်ရောက်ခံလိုက်နေတဲ့နှစ်ကောင်တွေကတစ်ကောင်ကို Bruce Lee ကန်ချက်နဲ့ကျွေးနေပါပြီ။ဒါပေမဲ့ခဏအကြာမှာတော့အဲ့ဒီနှစ်ကောင်ကတုံတုံနဲ့ကြော်ကြီးတိုင်းချနေတဲ့ပုံတွေထုတ်ပြပြီးတော့ဒီပုံတွေကိုမပြန့်စေချင်ရင်အပြန်အလှန်နေနဲ့သူတို့ကိုဟိုဘဲကြီးကိုဝိုင်းဖမ်းလို့ရအောင်ကူညီပေးလို့ပြောလာခဲ့တယ်။ဒီလိုနဲ့နောက်ထပ်ဆက်ဝင်ကမှာတော့တုံတုံဟာကြော်ကြီးကိုလမ်းခွဲဆက်ကပြောခဲ့ပြီးတော့သူမနန်းနန်းကြားသွားတော့မယ်လို့ပြောကကြော်ကြီးကိုနှုတ်ဆက်သွားခဲ့ပါတယ်။ဒီလိုနဲ့နောက်ထပ်ဆက်ဝင်ကမှာတော့တုံတုံဟာကာစတမာဘဲကြီးကိုအုံစိမ့်ရေချိုချိုလေးတွေတိုက်ဖို့လုပ်နေခဲ့ပါပြီ။ဒီနောက်ဘဲကြီးကိုရေကူးကန်စီကိုသူမနဲ့အတူခေါ်သွားပြီးတော့ရေကူးကန်ထဲမှာသူမရဲ့စပိုက်ဒါမန်ကောင်းစုပ်ကိုဘဲကြီးရဲ့ကောင်းမှာဆွတ်လိုက်ပါတယ်။ဒီနောက်မှာဘဲကြီးကောင်းစုပ်အုပ်ပြီးတော့ဘာမှမမြင်ရတဲ့အချိန်မှာပဲမြမြနဲ့ဟိုနှကောင်ရောက်လာပြီးတော့ဘဲကြီးကိုတပ်ပုံဝိုင်းရိုက်ကြတဲ့အတွက်ဘဲကြီးလည်းတုံတုံရဲ့ထောင်ချောက်စင်တာကိုခံလိုက်ရတော့တယ်။တုံတုံကလည်းကြော်ကြီးနဲ့ပြန်ဆက်ခဲ့ပြီးတော့မြမြကလည်းသူတို့နှစ်ယောက်အတွက်ဝမ်းသာပေးခဲ့ပါတယ်။ရုပ်ရှင်ရဲ့နောက်ဆုံးကမ်းမှာတော့မြမြနဲ့တုံကပင်လယ်ပြင်မှာရင်ငတ်နေခဲ့ရတဲ့ကြော်ကြီးဟာနောက်ဆုံးမှာတော့တုံတုံနဲ့သူ့တိုက်ခန်းထဲမှာကူအောင်တိုင်းကျက်စွန်စားကမ်းဖွင့်ပြီးတော့တိုင်းခွက်တွေကိုတပ်ပုံနဲ့မှတ်တမ်းတင်နေခဲ့ပါတော့တယ်။လောလောဆယ်ပင်လယ်ပြင်မှာရင်ငတ်နေတဲ့ပေါ်တာတို့လည်းဒီကားလေးကိုကြည့်ပြီးတော့တနေ့ငါလည်းတုံတုံလိုမျိုးအေယာမရေသွင်းကြီးနဲ့ပြုတ်ကျနိုင်တယ်ဆိုတဲ့ motivation နဲ့ရသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။နားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။